င်ဂျမင်ဟာသူ့ဘေးမှာရှိနေတဲ့မိမကိုအလိုလိုက်ဖို့အတွက်ဇနီးဖြစ်သူအန်နာကိုနှိပ်စက်ဖို့ကြံစီပါတော့တယ်ဘင်ဂျမင်ကသူ့လူတွေကိုခေါ်ပြီးအန်နာကိုအိတ်တလုံးနဲ့အတင်းထည့်ခိုင်းလိုက်ပါတယ်ပြီးတော့အဲ့ဒီအိတ်ကိုအသုံးမပြုဘဲပစ်ထားတဲ့ရေကူးကန်အဟောင်းတွေကိုပစ်ချခိုင်းလိုက်တာဖြစ်ပါတယ်အန်နာဟာရင်းနစ်ပြီးအသက်ရှူရအရန်ခက်ခဲနေတဲ့အချိန်ကျမှအိတ်ကိုပြန်ဆွဲတင်လိုက်ပါတယ်အန်နာအသက်ရှူရုံပဲရှိပါသေးတယ်နောက်တစ်ခါရေထဲကိုထပ်ပြီးပစ်ချလိုက်ပြန်ပါတယ်ဒီလိုမျိုးထပ်ခါတလဲလဲလုပ်ပြီးအန်နာကိုရက်ရက်ဆက်ဆက်နှိပ်စက်နေတာဖြစ်ပါတယ်ဘင်ဂျမင်ဟာဒီလောက်နဲ့တင်အားမရသေးပါဘူးဘေးစ်ဘောတုတ်တစ်ချောင်းကိုယူပြီးအန်နာကိုမညာမတာရိုက်ပါတော့တယ်တစ်ချက်ချင်းစီကအရင်ထက်ပိုပြီးပြင်းထန်လာတာဖြစ်ပါတယ်ဘင်ဂျမင်ရဲ့ဘေးကမိမကအားရပါရရဲလေးလေးဘင်ဂျမင်ကပိုပြီးအားထည့်ပြီးရိုက်လေလေးပါပဲ69ချက်တိတိပြည့်တဲ့အထိဘင်ဂျမင်ကမနာတမ်းရိုက်နေခဲ့တာဖြစ်ပါတယ်မထွက်သွားခင်မှာလဲလဲကျနေတဲ့အန်နာကိုအားရအောင်ထပ်ပြီးကန်ကြောက်သွားပါသေးတယ်အန်နာဟာမြေပြင်ပေါ်မှာတတိတစ်ချက်မိတစ်ချက်နဲ့လဲနေခဲ့ရပါတယ်ပင်ဂျမင်ကတခြားမိမကိုဖတ်ပြီးလှည့်ထွက်သွားတာကိုကြည့်နေရင်အန်နာရဲ့စိတ်တွေဟာလုံးဝအေးဆက်သွားပါတော့တယ်ခုနှစ်တိုင်မျက်မျက်နှိုးနှိုးချစ်ခဲ့တဲ့အချစ်တွေဟာဒီနေရာမှာတင်အဆုံးသတ်သွားခဲ့ပါပြီအိမ်ပြန်ရောက်တဲ့အခါမှာတော့အန်နာဟာသူတို့နှစ်ယောက်နဲ့ပတ်သက်တဲ့ပစ္စည်းမှန်သမျှကိုလွှင့်ပစ်လိုက်ပါတယ်ဓာတ်ပုံတွေလက်ဆောင်တွေနဲ့အမှတ်တရတွေအားလုံးကိုအမှိုက်ပုံးနဲ့အကုန်ထည့်လိုက်တာဖြစ်ပါတယ်ဘင်ဂျမင်ပေးထားတဲ့ချစ်သက်သေးဆွဲကြိုးကိုလည်းချွတ်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့အန်နာဟာနောက်ကြောင်းပြနမလဲတော့တဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်အန်နာဟာဒီနိုင်ငံမှာရှိတဲ့သူ့ရဲ့အထောက်အထားအားလုံးကိုဖျက်သိမ်းပစ်လိုက်ပါတယ်သူ့ရဲ့နာမည်နဲ့မှတ်တမ်းတွေအားလုံးကိုလုံးဝပျောက်ကွယ်သွားအောင်လုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာဘယ်သူမှရှာမတွေ့နိုင်တဲ့နေရာကိုထွက်ပြေးဖို့လေရင်ပေါ်တက်ခဲ့ပါတော့တယ်တကယ်တော့ဘင်ဂျမင်မသိထားတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်လွန်ခဲ့တဲ့3ရက်ကလေးကအန်နာဟာအမှန်တရားကိုသိသွားခဲ့တာဖြစ်ပါတယ်အိမ်အောင်ရေးတသက်ခံလက်မှတ်ကိုပြန်ထုတ်ဖို့သွားတဲ့အချိန်မှာဝန်ထမ်းတွေကအရန်ကိုတုံ့လို့စရာကောင်းတဲ့အကြောင်းအရာကိုပြောပြလိုက်ပါတယ်သူတို့ရဲ့လက်ထပ်မှုဟာတခါမှတရားဝင်မဖြစ်ခဲ့ဘူးပါဘူးမှတ်တမ်းတွေထဲမှာအန်နာဟာတခါမှအိမ်အောင်မကြဘူးတဲ့လူတစ်ယောက်ဖြစ်နေပါတယ်ဒါပေမဲ့ဘင်ဂျမင်ကတော့တရားဝင်အိမ်အောင်ရှိနေပြီးသူ့ရဲ့ဇနီးအစ်စ်ကလင်ဒါဖြစ်နေတာပါအဲ့ဒီတော့မှအန်နာဟာအစကတည်းကအလိန်ခံနေရတာကိုသိလိုက်ရပါတယ်လူတိုင်းကတော့အန်နာကိုဘင်ဂျမင်ရဲ့ပထမဆုံးအချစ်ဦးလို့ပဲသိထားကြတာပါလင်ဒါဆိုတဲ့မိန်းမဟာအန်နာနိုင်ငံသားသွားနေတဲ့အချက်အိမ်မပေါ်လာတာဖြစ်ပါတယ်အန်နာကိုစားအစားထိုးတဲ့မိန်းမတယောက်လိုပဲအားလုံးကထင်ခဲ့ကြတာပါအစတုန်းကတော့အန်နာဟာဒီလိုတစ္ဆာဖောက်မှုကိုလက်မခံနိုင်လို့လမ်းခွဲဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ဘင်ဂျမင်ကအန်နာကိုအယမ်းချစ်လို့ပါဆိုပြီးအတကြီးစွာနဲ့တားဆီးခဲ့ပါတယ်အန်နာမရှိတဲ့အချိန်မှာစိတ်ကိုမထိန်နိုင်လို့လင်နာကိုအစားထိုးခဲ့တာပါလို့ဘင်ဂျမင်ကစင်ကြေပေးခဲ့ပါတယ်အန်နာကထွက်သွားဖို့ဆုံးဖြတ်ထားပေမဲ့ဘင်ဂျမင်ကအိမ်အောက်မှာ3ရက်နဲ့3ညတိုင်ဒူးထောက်ပြီးတောင်းပန်ခဲ့ပါတယ်အန်နာဟာစိတ်ပျော့သွားပြီးခွင့်လွှတ်ပေးခဲ့မိပါတယ်ဒါဟာအန်နာဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်လာပါတော့တယ်မကြခင်မှာပဲအန်နာဟာဘင်ဂျမင်နဲ့သူ့တငယ်ချင်းတွေပြောနေတဲ့စကားတွေကိုကြားလိုက်ရပါတယ်အဲ့ဒီစကားတွေကအန်နာကိုအကြီးအကျယ်စိတ်ပြတ်သွားစေပါတယ်လင်နာဟာအစားထိုးယုံတင်မဟုတ်တော့ပဲဘင်ဂျမင်ကသူ့အနားမှာအမြဲရှိနေအောင်အကူဝန်ထမ်းဖြစ်တောင်ခံထားခဲ့တာဖြစ်ပါတယ်တကယ်တော့လေဘင်ဂျမင်ဟာညတိုင်းအန်နာအကြောင်းအိမ်မက်မက်နေတာဖြစ်ပါတယ်ဒါပေမဲ့သူဟာဘသူ့ကိုရွေးရမလဲဆိုတာမပြတ်သားနိုင်လို့နှစ်ယောက်လုံးကိုပဲတွဲထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာဖြစ်လို့လဲသိလား။အန်နာကိုတော့လူတွေအားလုံးအားကြရတဲ့အချစ်တွေကိုလူသိရှင်ကြားပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့လင်နာကိုကြတော့တရားဝင်အိမ်အောင်ရေးနဲ့လှုပ်ဝက်ထားတဲ့နေရာတစ်ခုကိုအစားပေးထားတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအန်နာကသူဟာတကယ်လူပြတ်တယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။အန်နာဟာဒီနေရာကနေအပြီးအပိုင်ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနာမည်ပြောင်းတာနဲ့မှတ်တမ်းတွေဖြတ်တာကိုဘယ်သူမှမသိအောင်လှုပ်ဝက်ပြီးဆောက်လုပ်ပါတော့တယ်ဒီကိစ္စတွေအားလုံးပြဒီစီဖို့အတွက်2ပတ်လောက်အချိန်ယူရမှာဖြစ်ပါတယ်ဒီကြားထဲမှာသူကဘာမှမလုပ်မိဖို့အရန်ကိုတတိထားနေရပါတယ်ဘင်ဂျမင်ကဘလောက်တောင်အပိုင်စည်းကျင်တဲ့စိတ်ကြီးတလဲဆိုတာအန်နာကအတိဆုံးမို့လို့ပါပဲအမှားတစ်ခုခုလုံးမိတာနဲ့သူ့ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တာမို့အန်နာဟာဘာမှမသိတဲ့အချစ်ယူမလေးလိုပဲဆက်ပြီးဟန်ဆောင်နေခဲ့ပါတယ်ဘင်ဂျမင်ကလည်းတရုပ်ဆောင်အရန်ကောင်းနေတော့ပါပဲအန်နာအတွက်ဂယုတစိုက်နဲ့ဟင်းတွေချက်ပေးလိုက်လင်ဒါမှာဒဏ်ရာလေးတစ်ခုရတာနဲ့ဆေးရုံကိုအပြေးလွှားသွားလိုက်နဲ့အလုပ်ရှာလုပ်နေတာဖြစ်ပါတယ်အန်နာဟာအရင်ကဒူးထောက်ပြီးတောင်းဆိုခဲ့ရတဲ့ပတိလေးကိုဘင်ဂျမင်ကလင်နာလက်မှာဝစ်ပေးလိုက်တာကိုမျက်မြင်ကိုတွေ့မြင်လိုက်ရပါတယ်အန်နာကိုချုပ်ဖို့အတွက်ဖျော်ဖြေပွဲကြီးတစ်ခုလုံးကိုငှားပြီးဂီတအဖွဲ့တွေနဲ့ပြင်ဆင်ပေးခဲ့တာတွေကလည်းတကယ်ကိုဟန်ဆောင်မှုတသက်ပါပဲအဲ့ဒီနောက်မှာတော့တကယ်ကိုကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်အန်နာဟာလင်နာကိုဒုက္ခပေးတဲ့လူလို့အထင်မှားခံရပြီးဘင်ဂျမင်ရဲ့လူတွေစီမှာအဖမ်းခံလိုက်ရတာဖြစ်ပါတယ်ဘင်ဂျမင်ကအဲ့ဒီလူကိုလူမဆန်စွာနှိပ်စက်ဖို့အမိန့်ပေးခဲ့ပါတယ်အိတ်ထဲမှာပိတ်မိနေပြီးရဲရဲဆက်ဆက်နှိပ်စက်ခံနေရတာကသူ့ရဲ့ဇနီးဖြစ်သူအန်နာဖြစ်နေမယ်ဆိုတာဘင်ဂျမင်လုံးဝမရိပ်မိခဲ့ပါဘူးအန်နာဟာဘင်ဂျမင်ကိုယ်တိုင်ပေးထားတဲ့ဆွဲကြိုးကိုဝစ်ထားခဲ့တာကိုတောင်သူမသိလိုက်တာဖြစ်ပါတယ်အန်နာဝစ်ထားတဲ့ဆွဲကြိုးထဲမှာဂျိုဒုချေယာခံစနစ်နဲ့အတန်ဖန်းဆက်တွေတက်ဆင်ထားတာဖြစ်ပါတယ်ဘင်ဂျမင်လုပ်ခဲ့တဲ့ရက်စက်မှုမှတ်တမ်းအားလုံးဟာအဲ့ဒီဆွဲကြိုးထဲမှာရှိနေတာဖြစ်ပါတယ်အန်နာဟာလိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံးအဆင်ပြေသွားတဲ့အခါမှာတော့အပြီးပိုင်ထွက်ပြေးခဲ့ပါတော့တယ်ဘင်ဂျမင်ရဲ့အကျဉ်းထောင်လိုအင်ကြီးထဲကနေထွက်လာတဲ့အချိန်မှာအန်နာဟာပစ္စည်းနှစ်ခုပဲယူလာခဲ့ပါတယ်သူတို့ငငယ်ကရေးခဲ့တဲ့အချစ်စာလွှာတွေနဲ့ဘင်ဂျမင်ရဲ့အဖြစ်တွေအားလုံးပါနေတဲ့အဲ့ဒီဆွဲကြိုးပါပဲအန်နာဟာနိုင်ငံသားကိုထွက်အခွာမဲ့လေရင်ဘော်ကိုတက်ခဲ့ပါတယ်အတိတ်ကဒဏ်ရာတွေအားလုံးကြံရစ်ခဲ့ပြီလို့သူထင်နေခဲ့တာပါဒါပေမဲ့ဘင်ဂျမင်ပေးခဲ့တဲ့ဒဏ်ရာတွေကစိတ်မာတွေမဟုတ်ပဲခန္ဓာကိုယ်မှာပါပြင်းပြင်းထန်ထန်ကြံနေခဲ့တာဖြစ်ပါတယ်လေရင်ကအမြင့်ကိုရောက်လာတဲ့အချိန်မှာတော့ဘင်ဂျမင်ရိုက်နှက်ထားလို့ကျိုးနေတဲ့နေရိုးကအဆုပ်ကိုသွားဆိုင်မိသွားပါတယ်အန်နာဟာခန္ဓာကိုယ်ထဲမှာသွေးတွေထွက်လာပြီးသတိမေ့သွားပါတော့တယ်ကံကောင်းချင်တော့လေရင်ပေါ်မှာပါလာတဲ့ဒေါက်တာဂျက်ဆိုတဲ့ဆရာဝန်ကအန်နာကိုအချိန်မီကယ်လိုက်နိုင်ပါတယ်
နားရဲ့ဒဏ်ရာတွေကိုကြည့်ပြီးဒါဟာအချိန်ကြာကြီးနှိမ့်ဆက်ခံထားရတဲ့ဒဏ်ရာတွေဆိုတာဆရာဝန်ကချက်ချင်းသိလိုက်ပါတယ်။အန်နာတတိယလာတဲ့အခါမှာတော့ဘယ်ဆေးရုံကိုမှမသွားဘူးအတင်းချင်းဆိုပါတော့တယ်။ဘင်ဂျမင်ကသူ့ကိုတစ်ကမ္ဘာလုံးအနှံ့လိုက်ရှာမှာကိုသူအရန်ကြောက်နေလို့ပါပဲ။အန်နာကြောက်လန့်နေတာကိုမြင်တော့ဆရာဝန်ချက်ကမြို့ပြင်မှာရှိတဲ့သူ့ရဲ့ကိုယ်ပိုင်ကျန်းမာရေးစင်တာကိုခေါ်သွားပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးအန်နာဆိုတဲ့နာမည်ဟာလုံးဝပျောက်ကွယ်သွားပါတော့တယ်။အသက်ရှင်ကျန်ရစ်သူရဲ့နာမည်ကတော့အေမီဖြစ်လာပါတယ်ဆရာဝန်ချက်ကအေမီကိုစိတ်ရှည်လက်ရှည်ပြုစုပေးခဲ့ပေမဲ့အတိတ်ကအိမ်မက်ဆိုးတွေကတော့ညာတိုင်း6လက်နေတုန်းပါပဲတကယ်တော့လေချက်ဟာဆရာဝန်တယောက်တည်းမဟုတ်ပဲစီးပွားရေးသမားတယောက်လည်းဖြစ်နေပါတယ်ဒီနေ့မှာအေမီကချက်ရဲ့အစည်းအဝေးခန်းထဲကိုမှားပြီးဝင်သွားမိပါတယ်အဲ့ဒီမှာချက်ဟာတန်ဖိုးတွေအလွန်အကျွံမြင့်ထားတဲ့ယင်းနှိမ့်နှံမှုစီမံကိန်းတစ်ခုကြောင့်အခက်တွေ့နေတာကိုအေမီကမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာချက်ရဲ့ဝန်ထမ်းချို့ကအေမီကိုကြည့်ပြီးရိုင်းရိုင်းဆိုင်ဆိုင်တွေပြောကြပါဒါပေမဲ့အေမီကတော့စိတ်အေးအေးထားပြီးသူတို့ပြောနေတဲ့စီးပွားရေးစကားလုံးတွေကိုနားထောင်နေခဲ့ပါတယ်။အဲ့ဒီအခါမှာအေမီရဲ့ခေါင်းထဲမှာအရင်ကကျွမ်းကျင်ခဲ့တဲ့စီးပွားရေးလောကအကြောင်းတွေကပြန်ပြီးပေါ်လာပါတယ်။ချက်ဟာအရန်ကိုစိတ်ညစ်နေတာကိုမြင်တော့အေမီကကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနှိမ့်ဆက်ခံထားရတဲ့မိန်းမတစ်ယောက်တည်းမဟုတ်ပဲစီးပွားရေးလောကမှာတစ်ချိန်ကအရန်တော်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ဆိုတာကိုချက်ကိုသိစေချင်လို့ပါပဲ။တစ်ဖက်မှာလည်းဘင်ဂျမင်ဟာအန်နာစီကဘာသတင်းမှမရတာ3ရက်တိတိရှိသွားပြဒီဆိုတာကိုသတိထားမိသွားပါတယ်။ message ရှာလည်းမပို့တယ်လို့ဖုန်းလည်းမဆက်တာကြောင့်ဘင်ဂျမင်ဟာစတင်ပြီးစိုးရိမ်လာပါတယ်။အန်နာဟာအရင်ကဆိုရင်ဘင်ဂျမင်ကို9မိနစ်ထက်ပိုပြီးစောင့်ခိုင်းလေးရှိတဲ့သူမဟုတ်ပါဘူး။ဘင်ဂျမင်ဟာဆေးရုံကနေအိမ်ကိုချက်ချင်းပြန်ပြေးလာပါတယ်။အိမ်ကြီးတစ်ခုလုံးကဟာလာဟင်းလင်းဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူအရန်ကိုထိတ်လန့်သွားပါတော့တယ်။အဝတ်စားတွေထည့်တဲ့ဘီရိုကြီးကလည်းအလွတ်ကြီးဖြစ်နေပါတယ်။အန်နာရဲ့အဝတ်စားတွေနိုင်ငံကူးလက်မှတ်တွေနဲ့ဘဏ်ကတ်တွေအားလုံးဟာလည်းမရှိတော့ပါဘူး။အန်နာဆိုတဲ့လူတစ်ယောက်ဒီကဘာမှာရှိခဲ့တဲ့အမှတ်အသားတွေအားလုံးဟာပျောက်ကွယ်သွားတာဖြစ်ပါတယ်။ဘင်ဂျမင်ရဲ့လက်ထောက်ကစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အန်နာဟာသူ့ရဲ့အထောက်အထားအားလုံးကိုကိုယ်တိုင်ဖျက်သိမ်းသွားခဲ့တာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဘင်ဂျမင်ဟာအိယာဘေးကစပွဲပေါ်မှာတင်ထားတဲ့ဆွဲကြိုးလေးကိုမြင်သွားပါတယ်။ဒါဟာအန်နာရဲ့18နှစ်ပြည့်မွေးနေ့တုန်းကသူကိုယ်တိုင်ပေးခဲ့တဲ့လက်ဆောင်လေးဖြစ်ပါတယ်။အန်နာဟာဒီဆွဲကြိုးလေးကိုတစ်ခါမှမချွတ်ပဲအမြဲဝတ်ထားတတ်တာဖြစ်ပါတယ်။အခုတော့ဒီဆွဲကြကိုလေးကဘာမှမပြောဘဲနှုတ်ဆက်သွားသလိုမျိုးတယောက်တည်းကြံနေခဲ့တာဖြစ်ပါတယ်။ဘင်ဂျမင်ဟာသူကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့အဲ့ဒီဆွဲကြိုးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အတွင်းထဲကလျှို့ဝှက်ကင်မရာကိုတွေ့သွားပါတယ်။အဲ့ဒီထဲမှာမှတ်တမ်းတင်ထားတဲ့နောက်ဆုံးဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာတော့ဘင်ဂျမင်ဟာအကြီးအကျယ်နောက်တရသွားပါတော့တယ်။ဘာဖြစ်လို့လဲသိလား။သူကိုယ်တိုင်ရွက်ရက်ဆက်ဆက်နှိပ်စက်ဖို့အမိန့်ပေးခဲ့တဲ့လူဟာသူ့ရဲ့ဇနီးဖြစ်သူအန်နာဖြစ်နေတာကိုသိလိုက်ရလို့ပါပဲ။ဘင်ဂျမင်ဟာဘလို့မှပြုပြင်လို့မရနိုင်တဲ့အမှားကြီးကိုလုံးမိသွားပြီဆိုတာနားလည်သွားပါတော့တယ်။